အားလုံးပဲမြင်ကြပါရှင်ကျတာပရိသတ်သမီးများအတွက်မိမိတို့ဒီ6လပိုင်း20ရက်နေ့ကနေပြီးတော့29ရက်နေ့ထိမိမိတို့ကြုံတွေ့ရမယ်ကံကြမ္မာအစိုးကောင်းနေဆောင်ရန်ရှောင်ရန်များနဲ့မိမိတို့အတွက်ကံလလပါကိုဖြစ်လန်းစေတဲ့အဆောင်ရည်ရများကိုပြပြပေးမှာဖြစ်ပါတယ်မိမိတို့အတွက်ဒီလိုကာလဟာတဲ့လုပ်ငန်းပိုင်းဆိုင်ရာကြီးကဲသူအကူအညီအဆောင်ရှောက်တွေရရှိမယ်ဒီလိုကာလမှာအထောက်ပံ့မျိုးစုံပေါ့အထောက်ပံ့နဲ့ဒီလုပ်ငန်းပိုင်းဆိုင်ရာအထောက်ပံ့မိမိအောင်မြင်ရေးအတွက်ဆိုတဲ့ဒီကံတရားရဲ့အထောက်ပံ့တွေများစွာရရှိတဲ့အချိန်အခါမျိုးလို့ပြောလို့ရတယ်အဲ့တော့နောက်တစ်ခါကျဒီလိုကာလမှာဒီဝတ်ပြုတာဖျားရှိခိုးတာခါရမန်နေလို့ဆိုတာအဲ့ဒါများလို့ရင်ဒီပြောမဆိုရင်မမြင်ရတဲ့အဆောင်ရှောက်တွေပါရရှိတဲ့အချိန်အခါမျိုးလို့ပြောလို့ရတယ်အဲ့တော့လုပ်ငန်းပိုင်းဆိုင်ရာကတော့ကောင်းမွန်တဲ့အဆောင်ရှောက်တွေများစွာရရှိတဲ့အချိန်အခါမျိုးတွေမှာရှိတယ်ပေါ့နော်ငွေကြေးပိုင်းနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာမိမိကဘယ်လိုဆိုကုန်ကြမှုများနေတာရှားနေတာကုန်ကြမှုများရဲဆိုတော့ဒီအဓိကမိသားစုရေးကိစ္စအိမ်တွင်းကိစ္စတွေမှာကုန်ကြမှုများရတယ်အဲ့တော့ဒီလိုကာလမှာငွေကြေးကြောင့်ဆိုလို့ရှိရင်တော့စိတ်အရန်ပင်ပန်းရတဲ့အချိန်ခါမျိုးလို့ပြောရလိမ့်မယ်စိတ်ပင်ပန်းနေကိုတိုင်းစူးစမ်းရတယ်အဲ့လိုမျိုးပေါ့နောက်တစ်ခုအခြေနဲ့ပတ်သက်ရင်လူငယ်လေးများတဲ့အခြေရောဒီလိုကာလမှာဒီချင်းမိသားတခုမပြတ်သွားမိမိကထိန်းနေရတာပဲ့ကင်နေရတာအဲ့တော့ပင်မနေပေါ့နော်ပင်မနေအခြေနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာမိမိကပင်မနေမိမိဘလို့အခြေကိုကိုယ်ကွက်မိတကယ်တော့ပေါ့နော်ပြောမလို့အခြေကိုဦးစားပေးနေမိတတ်တယ်အဲ့လိုမျိုးပြီးတော့နောက်တစ်ခါအိမ်အောင်ရေးတဲ့ဒီလိုကမှအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ဒီလိုကာလမှာအိမ်အောင်ရေးဖြတ်ရှိတယ်ဒါမှတစ်ခုရှိတာတုံးနဲ့တူနားလည်မှုရှိတယ်ဒီလိုကာလမှာညှိနှိုင်းတော့လို့ရတယ်အဖြတ်ရှိရဆိုတော့ဘယ်လိုဆိုမိမိတို့ရဲ့အိမ်အောင်ရေးကိုမနာလို့အကြောင်းမျိုးကြောင့်ဖြတ်စည်းချင်သူတွေပေါ်တတ်တယ်ပေါ့နော်အဲ့တော့သတိထားမှဆိုရတယ်ဒီလိုကာလမှာမိသားစုဝင်တွေကခရီးထွက်တာမျိုးတွေခရီးထွက်သူတူကြုံရတတ်တယ်ပေါ့နော်အဲ့တော့အဲ့ခရီးကလည်းပြောအချိန်တွားချင်တာကြားလာပြီအချိန်နှောင်နေတဲ့ခရီးမျိုးတွေထဲမှာတွားပြစ်တာမျိုးတွေပေါ့နော်ရှိတတ်ပါတယ်အဲ့တော့ခရီးပိုင်းဆိုင်ရာကံရှိတယ်မိသားစုတွေကွဲခွာရတတ်တယ်ပေါ့နော်ခွဲခွာနေရတတ်တယ်ပေါ့အဲ့တော့နောက်တစ်ခါကျတော့ကျမကြီးနဲ့ပတ်သက်ပြီးဒီလိုကားမှာအထွေထူးမရှိဘူးကောင်းတယ်အထွေထူးမရှိဘူးကောင်းတယ်အဓိကတော့ဒီလေပိုင်းဆိုင်ရာတော့တတိထားကြလေအောင်တာလေနာဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီလိုကာလမှာတဲ့အဓိကတော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကိုဂရုမပြုမိတာသူများတွေမိသားစုတွေပဲလိုက်ကြည့်နေတဲ့နေရာတကယ်လို့ဖြစ်နေရပါတော့မိမိရဲ့လိုချင်တာပါလဲဒီကာလမှာမိမိစိတ်ပင်ပန်းနေတာပါလဲအပြေရှာတဲ့အချိန်ခါမျိုးလို့ပြောလို့ရတယ်ပေါ့နော်အပြေရှာပါကိုထွက်ပေါက်ရှာပါပေါ့နော်အဲ့တော့ဒီလိုကာလမှာထောက်ပံ့သူတွေလည်းကြုံရတတ်ပါတယ်ကိုရဝေးရထောက်ပံ့သူတွေဒီလိုကာလမှာကြုံရတတ်တယ်ထောက်ပံ့ခံရတတ်တယ်ပေါ့နော်အဲ့တော့ကံတရားရကြည့်မယ်ဆိုလို့ရှိရင်ကံကောင်းတဲ့အချိန်ခါမျိုးလို့ပြောလို့ရပါတယ်ကံကောင်းတဲ့အစားအရာကိုကြီးစောင့်ရှောက်ခြင်းတွေခံရတတ်တယ်ပေါ့နော်လက်ရှိကနေပြီးတော့ငွေကြေးပိုင်းဆိုင်ရာပွင့်သွားအောင်အကူအညီကောင်းတွေရရှိအောင်ပြုလုပ်ဆောင်ရတဲ့ရေတွေကကြတော့မိမိတွေမိမရှိတဲ့သူကတော့အမေရှိတဲ့သူကအမေကိုလက်ဆောင်ပေးတာအမေမရှိသူကတော့ပြောလို့ဆိုရင်မိခင်တကယ်တော့အမျိုးသမီးကိုလက်ဆောင်ပေးတဲ့ကုသိုလ်ပြုလုပ်ဆောင်ပေးပါဘာဖြစ်ရတယ်အသေးပွဲလေးရတယ်တဘောဘာလေးဖြစ်ပေါ့နော်လက်ဆောင်ပေးတဲ့ကုသိုလ်လုပ်ပေးပါအဲ့ဒါမိမိရဲ့ဒီပြောမဆိုလို့ရှိရင်မိမိရဲ့ထိုင်းမိုင်းနဲ့စိတ်တွေလမ်းသွားမယ်ပွင့်သွားမယ်ပေါ့နော်အဲ့တော့ကျင်ရတဲ့စတာပေးတာပြီးမိချင်များအားလုံးအဲ့ဒါနာပျော်ရွှင်ကြပါစေမိမိတို့ဘဝနဲ့ဆန္ဒတစ်ခါတည်းကြာပြီးတော့လိုရာပန်းနိုင်ကိုအမြဲဆုံးရရှိပိုင်ဆိုင်ကြပါလိမ့်ရှင်